အောင်သိချသိရမယ် rounder rectangle 2ကိုယူပြီးရင် option bar မှာ shape ကိုရွေးရမယ် round ပုံစံလေးဆွဲရမယ်ဒါလေးကိုအများကြီးလုံးဝကျင်နေဆိုရင်တော့ဒီအပေါ်မှာ option bar မှာဒီနေရာလေးကိုပြောင်းထားရမယ်เนาะဒီနေရာလေးမှာဥပမာ100ထားကြည့်မယ်100ထားပြီးတော့ဒီပုံလေးကိုပြန်ဆွဲကြည့်မယ်ဆိုဒီလိုလေးဖြစ်သွားဒါအရင်အရေးကြီးတယ်ဒီတနေရာပဲအရေးကြီးတာဟုတ်ပြီเนาะ round ပြီးသွားပြီဘာဖြစ်လို့100ထားရလဲဆိုတော့သူပစ်ဆယ်နဲ့တွက်နေလို့ဖြစ်တယ် rounder rectangle 2ကိုယူထားတယ်ယူပြီးသွားလို့ရှိရင်ဒီမှာ shape ဆိုတာရွေးထားတယ်ပြီးရင်ဒီ face မှာအယောင်မထည့်ဘူးဆိုတဲ့ပုံစံလုံးမှာ face ကို click ပြီးတော့ none ကိုနှိပ်မယ်ပြီးရင် stroke ကိုသွားမယ် stroke မှာကြတော့အယောင်ကိုကြိုက်တဲ့အယောင်ကိုယူမယ်ပေါ့နော်ကိုကြိုက်တဲ့အယောင်ကဒီထဲမှာအကယ်၍မရှိနေဘူးကိုဘာရှင်းအမြင့်ဆိုရင်ဒီနေရာမှာတခါတည်းကိုလိုချင်တဲ့အယောင်ကိုပြောင်းခဲ့လို့ရတယ်ဒီမှာတခါတည်းပြောင်းခဲ့လိုက်ပြီးပြီဆိုတော့မှဒီ stroke မှာအယောင်လေးဝင်နေလိမ့်မယ်เนาะ stroke ရဲ့အယောင်ကိုပြင်မယ်ပြီးတော့အနားကိုထုမယ်သူကအဲ့လိုလေးသွားမှာသွားပြီးရင်ပုံတေချာကြည့်လို့ရှိရင်အောက်ဘက်ကိုဖောက်ပြီးတော့မြင်နေရတဲ့ဒီဇိုင်းမျိုးတွေ့ရတယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်အခုဒီတိုင်းလေးခဏထားမယ်ထားပြီးရင်သူ့ကိုဘာလုပ်မလဲဆိုရင်သူ့ကိုပွားရမယ် control J ပြီးရင် control T လုပ်မယ်လုပ်ပြီးဒီဘက်ကိုဆွဲထုတ်ဒီဘက်ကအလုံးလေးဖြစ်သွားပြီအလုံးလေးဖြစ်သွားပြီဆိုရင် enter ခေါက်ပြီး control G လုပ်မယ်ပြီးတော့ control T လုပ်မယ်ပြီးရင်သူ့ကိုဘာလုပ်မလဲဆိုရင်ကိုကအရင်ဆုံးဒီနေရာလေးကနေပါဒီဘက်လေးเนาะဒီဘက်မှာပြပေးမယ်ဒီဘက်ထောက်လေးမှာထောက်ပြီးတော့လှဲ့တဲ့ပုံစံမျိုးလေးပေါ်လာပြီဆိုရင်လှဲ့ပေးရဒီစုံချက်ကတကယ်တော့အရေးကြီးတယ်စုံချက်ကဒီနားကင်လှဲ့မယ်ဆိုရင်ကင်လှဲ့ပေါ့နော်အခုချိန်မှာတော့ဒီနားလေးကိုပို့ပေးရဟုတ်ပြီ enter ခေါက်ပြီးသွားရင်ဘာထပ်လုပ်မလဲပြီးသွားပြီဆိုရင် control J control T နဲ့ဒီဘက်ကိုလှဲ့ဟုတ်လားအဲ့ဒီစုံချက်တွေကအရေးကြီးတယ်စုံချက်တွေကိုဘယ်နေရာမှာထားမှလဲဒါကအရေးကြီးပြီးရင်ဒီစုံချက်လေးလာထားတဲ့အခါမှာဘာဖြစ်ရမလဲ cycle ပုံစံလေးဖြစ်ရဒါကြောင့်မလို့စဆွဲတဲ့ဟာဒီအနာအထူကိုတေချာချိန်ရမှာဖြစ်တယ်လို့ရွှေ့တဲ့အခါမှာလည်းတေချာချိန်ရဟုတ်ပြီဒါဆိုရင်ဒါတွေက cycle မကြနိုင်တော့ဘူးဆိုရင်ဒါလေးတွေကိုပြန်ဖြတ်ပြီးသွားရင်ဘယ်လိုလုပ်မလဲ control ဒီကောင်ပဲ click control G ပြန်လို့ပြီးတော့ control T ပြန်လုပ်ပြီးလို့ရှိရင်ဒီကောင်လေးကိုဒီမှာ cycle လေးဖြစ်တဲ့အထိကိုကတခါတည်းချိန်ပေးရချိန်ပြီးပြီဆိုရင် enter ခေါက်ပြီးရင် control G လုပ်မယ်ပြီးရင် control T လုပ်သူ့ရဲ့ cycle ကိုဒီနားလေးကကင်ပြီးတော့လှည့်ကျင်တာဆိုဒီမှာထားပြီးပြီဆိုရင်ဒီလိုမျိုးလှည့်ပေးရသူကအဲ့လိုမျိုးလေးเนาะဒါမှသူ့ရဲ့ center cycle လေးရဲ့ center လေးကတူနေမှာဖြစ်မယ်အဲ့မှာလှည့်လိုက်လို့ရှိရင်ဒီမှာ61 -91 တက်မှာ23ဖြစ်တယ်ဒါဆိုရင် -90 tt ထားလိုက်ဒါဆိုလို့ရှိရင် enter ခေါက်သူက cycle လေးတဒန်းနဲ့ဖြစ်နေလိမ့်ဒီလိုမညီတာဒီအထူပါကြောက်ဟုတ်ပြီနော်ပြီးရင် control J control T လုပ်မယ်လုပ်ပြီးသွားတဲ့အခါမှာသူ့စုံချက်လေးကိုဒီမှာထားပြီးပြီဆိုလို့ရှိရင်ဒီဘက်ကိုသွားပေးရမှာဖြစ်တယ်ပြီး enter ခေါက် control J လုပ်မယ်ပြီးတော့ control T လုပ်မယ် right click ပြီးတော့ flip လုပ်ပေးရမယ် flip horizontal ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီမှာထားပေးလိုက်ဟုတ်ပြီဒီမှာဆိုရင်အယောင်တွေကအောက်ဘက်ကိုဖောက်ပြီးတော့မြင်ရတယ်ဒီပုံမှာဒီမှာဘာလို့ဖောက်မမြင်ရတာလဲဒါဆိုလို့ရှိရင်သူ့ကိုကလစ်ထားတဲ့အချိန်မှာဒီပုံလေးတွေကလစ်ထားတဲ့အချိန်မှာဒီမှာရှိရဲ့เนาะ multiply လေးတစ်ချက်သုံးကြည့်လိုက်တို့လား multiply အဲ့တော့ဒီပုံကလစ်မယ်ကလစ်ပြီးတော့ဘာလုပ်မလဲ multiply လုပ်ပေးရဒီဟာကိုကလစ်မယ်ပြီးသွားလို့ရှိရင် multiply လေးသုံးပေးရဒီမှာ multiply သုံးပေးရဟုတ်ပြီနော်ဖြည်းဖြည်းချင်းလေ့လာပါဖြည်းဖြည်းချင်းလေ့လာပြီးတော့မှကိုလိုချင်တဲ့အရာကိုပြန်ပြောင်းခြင်းနဲ့ဆိုတဲ့သူတွေကကလစ်မယ်ကလစ်ပြီးသွားရင်ဒီနေရာမှာ rounder rectangle 2ကိုပြန်ယူပြီးတော့ option bar မှာကိုလိုချင်တဲ့အရာကိုရွေးလိုက်ရမှာဖြစ်တယ်ဟုတ်ပြီနော်
မှာကလစ်မဲ့ကိုလိုချင်တဲ့အရောင်ပြောင်းဖို့တော့ rounded rectangle 2ကိုပြန်ယူမယ်ဒီလိုသွားရတာဖြစ်တယ်ဒါကတော့တမင်အရောင်တွေအများကြီးလုပ်ပြလိုက်တာဖြစ်ပါတယ်အဲ့တော့အခုလိုမျိုးပုံလေးတွေကိုလိုက်ပြီးတော့ကိုကလေ့ကျင့်ခြင်းနဲ့ဆိုလို့ရှိရင်ဒီနည်းလေးနဲ့အရင်လေ့ကျင့်ပါပြီးလို့ရှိရင်ပို့လွယ်တဲ့နည်းကိုတွေ့လာမှာဖြစ်ပါတယ်အားလုံးပဲဆင်ပြေကြပါစေစာအုပ်နဲ့ဝယ်ပြီးတော့လေ့လာခြင်းနဲ့ Photoshop အခြေခံနေစပြီးလေ့လာခြင်းနဲ့ဆိုလဲမှာယူလို့ရပါပြီ